ကျွန်တော်တို့ရဲ့ပူပြင်းလှပါတယ်ဆိုတဲ့နွေရာသီကတကယ်ပူပြင်းလှဆုံးနွေရာသီအစစ်မဟုတ်ဘူးဆိုတာသိပြီးသွားပြီလားကျွန်တော်ပြထားတဲ့ပုံလေးကိုကြည့်ပေးပါအားလုံးသိရတဲ့အတိုင်းပဲကျွန်တော်တို့ကဘာကြီးက60ဒီဂရီတဲ့နေရမှာမဟုတ်ဘူး23.5ဒီဂရီတိန်းဆောင်းနေပါတယ်အဲ့လိုတိန်းဆောင်းပြီးတော့နေကိုလှည့်ပတ်နေခြင်းဖြစ်ပါတယ်ကျွန်တော်မြားထိုးထားတဲ့အတိုင်းတိန်းဆောင်းနေတဲ့ဘက်ကနေဘက်ကိုမလှည့်ဘူးဆိုလို့ရှိရင်နေအောင်ကြီးရရှိမှုနေပါတယ်ပိုအေးမယ်နေတာတိုမယ်ဖြစ်ပါတယ်အဲ့ဒီအချိန်ကစောင်းသွင်းဖြစ်ပြီးတော့ဒီဇင်ဘာလဖြစ်ပါတယ်အဲ့ဒါတော့ကျွန်တော်တို့အကုန်လုံးနားလည်ကြမယ်ထင်ပါတယ်အခုမြားထိုးထားတဲ့အတိုင်းတင်းဆောင်းနေတဲ့ဘက်ကနေဘက်ကိုလှည့်မယ်ဆိုလို့ရှိရင်နေအောင်ကြီးကိုပိုရိုက်ရှိမယ်ပိုအပူချိန်ရမယ်ပြီးတော့နေတာပိုရှိမှာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်ကိုကျွန်တော်တို့နိုင်ငံရဲ့နွေရာသီလို့ထင်ရင်တော့ကျွန်တော်တို့မှားသွားပါပြီအဲ့ဒီအချိန်ကနွေရာသီမဟုတ်ပါဘူးမိုးရာသီဖြစ်နေပါတယ်ကျွန်တော်နိုင်ငံရဲ့နွေရာသီကကြတော့တကယ်နွေရာသီအစ်စ်မဟုတ်ဘူးအပူချိန်တက်ခါစားအချိန်လေးပဲဖြစ်တယ်ပေါ့နော်အဲ့ဒါက match ကနေပြီးတော့မေပတ်ချမ်းပေါ့နော်အခုကျွန်တော်ပြထားတဲ့ပုံလေးကိုကြည့်ပေးပါကုန်းပြင်မှာရှိတဲ့လေတွေကပူလာတဲ့ခါမှာပေါ့လာပြီးတော့အပေါ်တက်သွားတယ်အဲ့ဒီအချိန်မှာပင်လယ်ဘက်ချမ်းကနေပြီးတော့လေးပြီးတော့အေးရဲ့လေတွေကအစားထိုးဝင်ရောက်လာတယ်ဝင်ရောက်လာပြီးတဲ့အချိန်မှာသွားစရာနေရာမရှိတော့တဲ့အခါမှာအပေါ်တက်လာပြီးတော့တိမ်ဖြစ်လာတယ်အဲ့တိမ်ကနေပြီးတော့မိုးတွေရွာချလာတယ်မုန်တိုင်းထန်လာတယ်ပေါ့ဒါကတော့ကျွန်တော်အချင်းချုပ်ပြောပြတာပါတကယ်လို့ကျွန်တော်မိုးရတီနေရင်တော့အဲ့ဒီ process ကိုကျွန်တော်အခြေချုပ်ပြောပြမှာဖြစ်ပါတယ်ဒီကိစ္စအခြေခံသဘောတရားသိဖို့လိုတယ်ဘာဖြစ်လဲဆိုလို့ရှိရင်အခုပူလာတဲ့အမျှမိုးရတီရောက်လို့ရှိရင်မိုးတွေကကြမ်းပဲမုန်တိုင်းတွေကအရန်ကိုဖြစ်လာမှာဖြစ်ပါတယ်ဗျအဲ့ဒီတော့ကျွန်တော်ကကြိုးတိထားဖို့လိုပါတယ်ဒါကတော့ကျွန်တော်ဘူးတူတာအနေနဲ့မျှဝေခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ပါတယ်ဗျ